အိယာမှာအလုံးမလုံးနဲ့ don't work in bed ငါမင်းနဲ့မတွေ့တာအရင်ကြာသွားပြီ I haven't seen you in ages ငါတို့ပိုက်ပြင်ဆရာခေါ်ရမယ် We need to call the plumber ငါမှာ YouTube ရှိတဲ့၍ဘာမဆိုပြင်တတ်တယ် I can fix anything as long as I have YouTube ဒီဘောင်းဘီ9000နဲ့ဝယ်ခဲ့တယ် I just got these pants for 50,000 jets ဒီလအဝတ်စားအတွက်ပတ်စံအများကြီးသုံးခဲ့တယ် I spent a lot of money on clothes this month ကားမတိုင်ကဒီမှာပဲ The bus stop is right here မိကောင်မလေးနဲ့ဘာလို့လမ်းခွဲလိုက်တာလဲ Why did you break up with your girlfriend ငါခုပတ်စံပြတ်နေတယ်ငါ့ကိုပတ်စံချီးပေးလို့ရမလား I'm kind of low on cash right now can you lend me some ဒါငါတောက်ဖူးတဲ့မြထဲမှာအကောင်းဆုံး coffee ပဲ This is the best coffee I've ever had